ဒီဆိုင်ကတော့ပြည့်ချက်နှစ်ခုနဲ့ရောက်လာပါတယ်စတက်မရတာရဲ့မိုင်းလင်မတက်တာရဲ့နှစ်ခုပါတမီးလင်းနော်မနေ့ကလေးရလေဟိုနော်ဒီကစတက်မရဘူးကိနဲ့ကြောင်နိုးတာကိနဲ့နိုးဘောကဘယ်ဒီလာမလို့ချက်စစ်ကြနော်ဘယ်ဒီတော့အားကောင်းနော်အဆိုရဆက်ရှာအဆိုစီကဘယ်ဒီလေးခဏလဲဆန်းကြည့်မယ်ဘယ်ဒီလဲပြီးတော့မဆန်းခင် EFI တင်တဲ့နဲ့မိတ်ဆက်ပေးပါမယ်ဒီစီက workshop ဆရာတယောက်လည်းဖြစ်တယ်ဆိုင်ကယ်ပြုပြင်တဲ့အတွေ့အကြုံကောင်းကောင်းလည်းရှိတယ်ဒီလိုမျိုးနည်းပညာမြင့်တဲ့ EFI ဆိုင်ကယ်တွေကိုစနစ်တကျစစ်ဆေးပြုပြင်တတ်ရှင်တော့ workshop ဆရာတွေတက်တီးတန့်ဖွင့်လှစ်ထားတဲ့ EFI တလတင်တဲ့ရှိပါတယ် EFI ရဲ့အခြေခံသဘောတရားတွေစမ်းစာတစ်ခုချင်းစီနဲ့ educator တစ်ခုချင်းစီရဲ့အသေးစိတ်အလုပ်လုပ်ပုံတွေဘိုးအားအဝင်ထွက်တွေနဲ့ဘိုးအားတိုင်းပုံတိုင်းနည်းတွေ EFI wiring diagram ဖတ်တဲ့နည်းတွေ wiring လိုက်ပုံလိုက်နည်းတွေစမကီးနဲ့ပတ်သက်တဲ့သင်ခန်းစာတွေစမကီးစနစ်ရဲ့အလုပ်လုပ်ပုံအသေးစိတ်တွေ auto ဆိုင်ကယ်ရဲ့ CVD gear အလုပ်လုပ်ပုံတွေနဲ့ auto ဆိုင်ကယ်ရဲ့ engine ပိုင်းတွေကိုအသေးစိတ်သင်ကြားပေးမှာဖြစ်ပါတယ်နောက်ထပ် wiring သင်တန်းအပတ်စဉ်34ကိုတော့20ရက်8လ2026မှာစတင်မှာဖြစ်ပါတယ်သင်တန်းကာလကတော့တစ်လကြာမြင့်မှာဖြစ်ပြီးသင်တန်းကြီးနေစားစေညအနေနဲ့9,500ကျပ်ကြားတင်မှာဖြစ်ပါတယ်ဒါအပြင်လက်ဆောင်အနေနဲ့ကိုယ်တိုင်ရေးထားတဲ့ကလစ်125စာအုပ်ရဲ့ကလစ်150စာအုပ်ရဲ့ရမ upset စာအုပ်ရဲ့လက်ဆောင်ပေးတော်မှာဖြစ်ပါတယ်ဒါအပြင်သင်တန်းပြီးတော့လည်းဆက်လက်ရေးလာခွင့်ရအောင်ကျွန်တော်ရဲ့ online သင်တန်းတွေပါထည့်ပေးထားမှာဖြစ်ပါတယ်သင်တန်းဒီနေရာကတော့မိထီလာတက္ကသိုလ်နောက်ဘက်ကြောက်ဖူးနှစ်လမ်းထဲမှာရှိပါတယ်သင်တန်းရဲ့အသေးစိတ်ကိုတော့ဖုန်းဆက်ပြီးတော့မေးမြန်းလို့ရပါတယ်သင်တန်းဆင်းရေးပေးမယ်ဆိုရင်တော့စရန်တသိန်းတစ်ခါလေးလွှဲပေးရမှာဖြစ်ပါတယ်သင်တန်းသားဥယေ10ရောက်တာကန့်သက်ထားတာဖြစ်တဲ့အတွက်အမြန်ဆင်းရေးပေးဖို့လိုအပ်ပါတယ်ထပ်ထုတ်ပြီးချခြင်းစစ်မယ်မလို့တယ်ဘက်ထရီလဲတော့ကောင်းတော့အဲ့ဒါလည်းကောင်းတယ်ဒီရောချခြင်းတော့14လောက်တက်တယ်နော်ဟုတ်တယ်နော်အပြင်နေဘယ်ဒီပြဿနာဖြေရှင်းပြီးတော့မိုင်းလစ်မတက်တာကိုဖြေရှင်းရပါမယ်ဒီကပြင်းနေစမ်းကြည့်လိုက်ကြည့်လိုက်ငုတ်ကျိုးကျိုးနော်ဆန္ဒနာလေးနဲ့မဟုတ်တန်းရှင်းလို့လားငုတ်လည်းပါပင်ရလေးထိုးပြီးတော့ပိုတန်းကြည့်မယ်နော်မိသားစုကပူကတော့ဆက်တစ်ခုဝင်နေတယ်နော်ဒီမှာကျိုးနဲ့ချောင်းတန်းကြည့်နော်ဒါဆိုဝါရင်းကတော့ကောင်းတယ်နော်ဒီစောက်ကတွေစိတ်နဲ့စိတ်မယ်နော်ဒီကဲဒီကောင်ကအထဲထဲမှာငုတ်ကကျိုးကျင်နေထိရနဲ့ကျိုးကျင်တော့ဆန်းသာလေးလိုက်ပြီနော်ဆန်းသာလေးတော့အဆင်ပြေသွားဟုတ်ဒီဘင်းကဆန်းစာမှာရေဝင်ပြီးတော့ငုတ်ကလေးတွေကအထဲမှာနဲ့ပြီးတော့ကျိုးကျင်တယ်လို့ဖြစ်နေတာဖြစ်ပါတယ်ဒါကြောင့်ကီလိုမတက်တာပါဒါကြောင့်ဆန်းစာအစ်စ်လဲလိုက်ပါတယ်ဆန်းစာအစ်စ်လဲလိုက်တော့မိုင်းလေးကတော့တက်သွားပါပြီနော်သူကနေအဆင်ပြေပါပြီ eco စနစ်တွေလည်းလှုပ်သွားပြီ idling stop စနစ်တွေအလုပ်လုပ်သွားပါပြီဒီလိုနည်းပညာမြင့်တဲ့ EFI ဆိုင်ကယ်တွေကိုစနစ်တကျစစ်ဆေးပြုပြင်ခြင်းတော့မက်ထီလာတက္ကသိုလ်နောက်ဘက်ကြောက်ခုနှစ်လမ်းမှာရှိတဲ့ AKN EFI မော်တော်ဆိုင်ကယ် service ကိုလာရောက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်